ဖူကစ်ကိုသွားမဲ့ခီးစဉ်လေးဖြစ်ပါရဲ့ရှင်ပထမဆုံးညီမနှစ်ယောက်စပြီးတော့ထွက်ပြီပေါ့နော်ရန်ဖြစ်လိုက်ပြန်ချင်လိုက်နဲ့သွားမှာဝေးတဲ့အတွက်ကြောင့်မသွားချင်တော့ဖြစ်နေတာပေါ့နော်နဲ့ breakfast လေးစားမယ်ဆိုပြီးတော့ခါကျတော့နှစ်ယောက်သား breakfast ဝင်စားပါတယ်ဘာကာရဲ့မိုင်းလိုရဲ့ပြီးတော့တခြားဟာလေးရဲ့ပေါ့နော်ပြီးတော့အစပြီးတော့ထွက်ပါပြီဒီတစ်ခေါက်စီးရဲ့ရထားကျတော့အရင်စီးနေကြ MRT မဟုတ်ဘဲနဲ့ NRT ရထားလေးကတိတ်တိတ်လေးနဲ့ပေါ့နော်အရှိမထိုင်ပြီးတော့ရထားသွားရဲ့လမ်းလေးကိုလည်း view လေးကိုလည်းသဘောကျလို့ဆိုရိုက်ထားတာပေါ့နော်တော်တော်လေးလာရဲ့ပြီးတဲ့ခါကျအတန်လေးပါနေရကြအဲ့မှာမြီးခွားနှစ်ယောက်ပေါ့နော်သူ့ရဲ့မြီးလေးကိုလိုက်ပြရင်းနဲ့ရှင်းပြနေရတဲ့အတွက်ကြောင့်မို့အတန်လေးလည်းပါနေရပေါ့နော်ဒါ view လေးရိုက်ပြထားတာပေါ့နော်အရန်လာလို့လေဒါပေါ်နေဆင်းပြီးတော့စပြီးတော့လမ်းလျှောက်ပြီးပေါ့နော်တော်တော်တော့ရှောင်းပါရဲ့ဒါကကြောင့်ဘယ်ကနေပြီးတော့ဘယ်ကိုစီးလာရဲဆိုတော့ရှင်းပြနေတာပေါ့နော်မမကနေပြီးတော့ရောက်ပါပြီတောင်းကိုပေါ့နော်လုံးဝတားကိုစီးတယ် foreigner ရဲ့အများဆုံးလာတဲ့နေရာလို့လည်းပြောရဲကွယ်ရင်မဲတော်ရှိတဲ့နေရာပေါ့နော်ကွယ်ရင်မဲတော်ကျောင်းရှိတဲ့နေရာပေါ့နော်အခုသွားနေရလဲကွယ်ရင်မဲတော်ကျောင်းကိုသွားနေတာပါတော်တော်စီးတယ်ပြီးတော့ဝယ်ခြင်းစရာလည်းများတယ်ပေါ့နော်ပြီးမှအပြန်ကြမှာလိုအပ်တာလေးဝယ်မယ်ဆိုပြီးအရင်ဆုံးကွယ်ရင်မဲတော့အကြောင်းကိုသွားတယ်နေရလည်းတော်တော်ပူရပေါ့နော်ရတူတူကအရန်ကိုပူတယ်အဲ့မှာပထမဆုံးအကြောင်းရောက်တဲ့ခါကျတော့အထဲထဲကိုသူကဒီအကြောင်းကဓာတ်ပုံရိုက်လို့ရရပေါ့နော်အဲ့ကြဖះကိုဟိုပေါ့ပန်ကတ်ပြီးရရွှေတင်ကန်းကတ်ပြီးတော့လိုအပ်တာကိုဆူတောင်းကျင်တဲ့ဟာလေးဆူတောင်းတယ်ပေါ့နော်အရက်လေးမျက်နှာပတ်ပြီးတဲ့ခါကျတော့ပန်းလေးကတ်ရတယ်ပြီးရရွှေတင်ကန်းကတ်တယ်ပေါ့နော်ကပ်ပြီးတော့ဆူတောင်းပြီးတဲ့ခါကျတော့နောက်တစ်ကြောင်းကိုသွားမယ်ဆိုပြီးတော့ခါကျတော့ပြန်ထွက်လာရင်နောက်တစ်ကြောင်းကကျတော့ဓာတ်ပုံရိုက်လို့မရဘူးပေါ့နော်အဲ့နဲ့ဒီနောက်တစ်ကြောင်းမှာကပ်ဖို့အတွက်ပန်းလေးဝယ်ပန်းလေးကိုမှပန်းလေးအငုံလေးအဲ့ဒါမှကိုကပေါ့နော်ပန်းပွင့်နေလို့ကျင်နေဆိုတဲ့ခါကျတော့ပန်းပွင့်နေဖြစ်အောင်ပြန်ပြီးလုပ်ပြီးနေရတယ်သဘောကျလို့ရိုက်ထားတာပေါ့နော်အဲ့နဲ့စပြီးတော့သွားပါပြီနောက်ထပ်ကွဲရင်တော့ကြောင်းအောင်ပေါ့နော်အဲ့ကြောင်းမှာじゃစားချလို့ရရပေါ့နော်အရင်ဆုံးအထဲမှာရိုက်လို့မရလို့အပြင်မှာပေးထားတာပေါ့နော်အထဲမှာစားချပြီးတော့ဆူတောင်းလို့ရပါတယ်ပြီးတော့နောက်ထပ်နေရာじゃမြန်မာကြီးဆိုင်အများဆုံးဖွင့်ထားတာပေါ့နော် City Hall မြန်မာအများဆုံးရှိတဲ့နေရာမှာလည်းမြန်မာစားစာလေးလိုအပ်တာလေးထပ်ပြီးတော့သွားဝယ်ခဲ့တယ်ပေါ့နော်တော်တော်ဆုံးပါတယ်ဆိုင်မှာမြန်မာစားလေးစားခဲ့ပေါ့နော်စားတောင်လေးရိုက်ဖို့မိသွားလို့ပါဒါじゃညနေကြတော့ပေါ့နော်နှစ်ထပ်ပတ်လေးစီးပြီးတော့အတိမရှိကိုအလည်သွားမလို့ပေါ့နော်နှစ်ထပ်ပတ်လေးစီးကပထမဆုံးအတွေ့အကြုံဆိုတော့ခါကြတော့တော်တော်သဘောကျတယ်ရုပ်ကိုယ်တာကြည့်တော့ဗောနော်စီးကဘယ်လိုပြောနေလဲဆိုတာလေအပေါ်မှာလည်းလူကလည်းတိတ်မပါဘူးပြီးတဲ့ခါကျတော့အိမ်နာပန်းချန်လေးမှာလမ်းလျှောက်ရင်းနဲ့ဒန်းလေးနဲ့ရှိရောဒန်းလေးစီးမယ်ဆိုပြီးတော့ဒန်းလေးစီးညီမနှစ်ယောက်စကားပြောရင်းဗောနော်အေးစစ်စစ်လေးနဲ့ဒီနေ့ကိုဖြတ်တန်းခဲ့ပါတယ်ကြည့်ရှုပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်လိုအပ်တာလေးရှင်နဲ့တောင်းပန်ပါတယ်ရှင်